လူတယောက်ကသူဟာဂျာမန်ပါလို့အော်ဟစ်နေပေမဲ့စစ်ဆေးလိုက်တဲ့အခါဂျူးလူမျိုးဖြစ်နေတာသိသွားတော့စစ်သားတွေကမျက်စိရှိမှတင်ပြစ်တက်လိုက်ပါတယ်ဒါကိုကလေးငယ်တယောက်ကကြောက်လန့်တကြားကြည့်နေကြရတာပါသူလည်းဂျူးလူမျိုးဖြစ်နေလို့သူ့ရဲ့အထောက်အထားတွေကိုအမြန်ဖြတ်စီးပြီးဂျာမန်တယောက်လိုဟန်ဆောင်ဖို့ပြင်ဆင်လိုက်ရပါတော့တယ်တိတ်မကြခင်မှာပဲစစ်သားတွေရောက်လာပြီးသူ့ကိုစစ်မေးပါတော့တယ်သူဟာဆိုဗီယက်ကထွက်ပြေးလာတဲ့ဂျာမန်တယောက်ပါလို့လိန်ညာပြောဆိုခဲ့ပေမဲ့စစ်သားတွေကတန်တရားမကင်းတာကြောင့်အရာရှိစီခေါ်သွားခဲ့ကြပါတယ်အရာရှိကမိဘနာမည်တွေကိုမေးတဲ့အခါသူကြိုတင်ပြင်ဆင်ထားတဲ့နာမည်တူတွေကိုကြောက်လန့်ပြီးမေးသွားခဲ့ပါတယ်ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့သဘောကောင်းတဲ့အရာရှိတယောက်ကသူ့ကိုယ်စားနာမည်တွေကိုဖြည့်ဆွတ်ပြောပေးလိုက်လို့အသက်ဘေးကလွတ်ခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲအပြင်မှာရုပ်ရုပ်တဲတဲတွေဖြစ်လာပါတယ်ဂျာမန်စစ်သားတွေကဆိုဗီယက်အရာရှိတယောက်ကိုဖမ်းမိထားတာပါစကားပြန်မရှိလို့ပြဿနာတက်နေချိန်မှာဒီကလေးလေးကကြားထဲကဘာသာပြန်ပေးလိုက်ပါတယ်အဲ့ဒီအခါမှာဖမ်းမိထားတဲ့သူဟာစတာလင်ရဲ့တာဖြစ်နေမှအားလုံးသိသွားကြတာပါဒီကလေးရဲ့တော်ရုံတန်ရုံမဟုတ်တဲ့ညံရီကြောင့်နာဇီတွေဟာအရန်ကိုဝမ်းသာသွားပြီးသူ့ကိုသူ့ရဲ့ကောင်းတယောက်လိုဆက်ဆံကအမတ်တရတပ်ပုံတွေတောင်ရိုက်ခဲ့ကြပါတယ်ခုတော့ဒီကလေးဟာနာဇီတွေနဲ့အတူတငယ်ချင်းလိုနေထိုင်နေရပါပြီဒါပေမဲ့တနေ့မှာတော့သူ့ရဲ့ရန်သူဟောင်းအကျဉ်းသားတယောက်ကသူ့ကိုမှတ်မိသွားပြီးသူဟာဂျူးလူမျိုးပါလို့အားလုံးရှိမှပေါ်ကောင်လုပ်လိုက်ပါတယ်စစ်သားတွေဇဝေဇဝါဖြစ်နေချိန်မှာကောင်လေးကအဲ့ဒီလူကိုဘယ်သူမှမသိတယ်လို့ဟန်ဆောင်ပြီးပါရိုက်လွတ်လိုက်ပါတယ်နာဇီတွေကဒီအမူအရာကိုသဘောကျသွားပြီးအဲ့ဒီရန်သူကိုပဲတပ်ပစ်လိုက်ကြပါတယ်တနေ့မှာဆိုဗီယက်စခန်းတစ်ခုကိုသိမ်းပိုက်ပြီးရေဒီယိုကနေသတင်းပို့ဖို့စူးစမ်းချိန်မှာဆန်လိုက်ပါပြစ်ခတ်မှုကြောင့်သူ့ရဲဘော်တွေတေဆုံးကုန်ပါတယ်ဒါဟာသူ့အတွက်အခွင့်အရေးပါပဲသူဟာရေဒီယိုကနေဆိုဗီယက်တပ်တွေကိုဆက်သွယ်ပြီးလက်နက်ချတဲ့ပုံစံနဲ့သူတို့စီကိုအမြန်ပြေးသွားခဲ့ပါတယ်ဆိုဗီယက်စစ်သားတွေကလည်းသူ့ကိုလက်ခံကြိုဆိုခဲ့ကြပါတယ်ဒါပေမဲ့စက်သိမ်းမှာတော့ရင်နာစရာကောင်းလာပါတယ်ကောင်လေးကဆိုဗီယက်တွေကိုရန်သူလို့ထင်မှတ်နေပေမဲ့ဗိုလ်မှူးကြီးကခေါင်းခါပြီးပြောလိုက်တာကငါတို့ရဲ့တကယ်ရန်သူကဆိုဗီယက်မဟုတ်ဘူးဂျူးလူမျိုးတွေပဲတဲ့အပြစ်မဲ့တဲ့လူမျိုးတစ်မျိုးပေါ်ထားရှိတဲ့ဒီလောက်ကြီးမားတဲ့အမုန်းတရားကိုကောင်လေးတယောက်အနေနဲ့လုံးဝနားမလည်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ဗိုလ်မှူးကြီးကသူ့ကိုဘာလင်မှာပညာသွားတင်ဖို့အကြံပေးရင်းဒီရင်နာစရာကောင်းတဲ့ဇလန်းလေးကအဆုံးသတ်သွားပါတော့တယ်